လာပါဗျ Freedom for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ထားပါကျွန်တော်ခုပြပြပေးတော့မှာကတော့ဆရာမင်းသိက္ခာရေးသားထားတဲ့မနောမယကိုပီတာဆိုတဲ့စာအုပ်လေးတွေကနေထောဝတ်ထမင်းကြက်တာဟင်းနဲ့ပဲနီလေးဟင်းကျူဆိုတဲ့စာလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်တနေ့တနိုင်ကျွန်တော်နေထိုင်ရာမော်ဗီမျိုးအစွန်မယန်းတလင်းတော်သက်ရှိအယူရောမင်္ဂလာချန်တို့ကျွန်တော်ဤမိတ်ဆွေရင်ကိုပီတာဆိုသူရောက်ရှိလာပြန်၏ကိုပီတာသည်စိတ်မနှက်သူတဦးဖြစ်၏သူသည်ကျွန်တော်ကိုမြင်လျင်မြင်ချင်းဟေးဖိုးအောင်ထွန်းကွန်မော်နီဂွန်နိုင်ဟုနှုတ်ဆက်လေ၏ကျွန်တော်က၎င်းအားဘာဟင်းနဲ့ထမင်းစားမလဲဈေးသွားမလို့ဟုပြောရာ၎င်းကဝတ်တောင်တိတ်ကြိုက်တယ်မချက်ပါနဲ့မချက်ပါနဲ့ဆိုတာကျုပ်ကကြိုက်ပေမဲ့ကျုပ်ဘိုက်ကလက်မခံစားမိရနဲ့အောင်လို့ပါကိုရင်းရဲ့စေနာကိုတော့ကျေးဇူးတင်ပါတယ်no go ဟုပြောလေဒီလိုဆိုဘာချက်ရမလဲဗျာပြောစမ်းပါခမည်းကလေစန့်ကျင်ဘက်တွေကြီးပြောနေတော့တာပဲဟုကျွန်ုပ်ကညင်းညူလိုက်ရာကိုပီတာကြီးကစိတ်မဆိုးပါနဲ့ဖိုးအောင်ထွင်ရဲ့ကိုလူချက်ပြီးကြွေးချင်တာကြွေးပါကျုပ်ကစားရမှာပေါ့ကျုပ်ကသူများကျွေးမှစားရတဲ့ဘိုးကပဲဗျာတနာဖို့မကောင်းပါဘူးဟုပြောလေတို့ကြောင့်ကျွန်တော်လည်းကိုပီတာကြီးဆိုင်ရန်အတွက်ထောပတ်ထမင်းကြက်သားဟင်းနဲ့ပဲနီလေးဟင်းတို့ကိုစီမံကကျွေးမွေးရလေကိုပီတာကြီးသည်မြင်ရှက်စွာဆိုင်ရင်တိတ်ပြီးစားလို့ကောင်းတာပဲ no go ဟုပြောလေထိုအခါကျွန်ုပ်ကစားလို့ကောင်းခုလို့ပြောပါဗျာဘလို့ကြောင့် no go လို့ပြောရတာလဲဟုပြောရ၎င်းကဒီလိုကောင်းတဲ့အစားအစာကိုနေ့တိုင်းမစားနိုင်လို့နိုးခုလို့ပြောတာပါကိုလူရဟုပြန်၍ခြေပါလေထို့နောက်ကိုပီတာကြီးသည်ကျွန်ုပ်နှင့်စကားပြောလေရုပ်သည်၎င်းအားဆလောင်းမှ channel တစ်ခုကိုဖွင့်ပြပြီးလျှင်ရှင်းပြလေကိုပီတာကြီးကခေါင်းကိုတဆက်ဆက်ငိမ့်လေထို့နောက်အခြား channel တစ်ခုကိုဖွင့်ပြ၍ထို channel တွင်ပြသောဘဝတုဒ္ဒများအကြောင်းပြောပြလေထို့နောက်၎င်းနှင့်အတူလက်ဖက်ရည်အချိုတောက်ရင်းကျွန်ုပ်ရောက်ခဲ့သောအိန္ဒိယနိုင်ငံမြို့များအကြောင်းအရာများကို၎င်းအားပြောပြပြန်လေနေစမ်းဖောင်ဖို့အောင်တော့ဗုဒ္ဓဂါယာကိုဖျားဘူးခီးထွက်ပြီးတဲ့နောက်မှာအိန္ဒိယကိုနောက်တစ်ခေါက်ထပ်ထွက်တာဘာတဘောလဲဟု၎င်းကမေးလေဘာတဘောလဲဆိုတော့သိရှင်တာလေသိရအောင်အပြင်ထွက်ပြီးလေ့လာတာပေါ့ဗျာဒါပေမဲ့လေဘာမှတော့မမေးရမသိခဲ့ရပါဘူးအခုလာမယ့်နှွေးမှလည်းတိဘက်ကိုတောင်းအောင်လို့ဗျအဲ့ဒါအတွက်နည်းနည်းတော့ကျိုးပန်းနေဆိုတာလည်းချားမဟုတ်ပါဘူးငွေလေးပါလေးစုနေရပါဟုကျွန်တော်ကပြောလိုက်လေအဲ့ဒီမှာကတိတ်ပြီးအေးတယ်ဆိုပဲဘာလို့တောင်းမှာတော့ဟုကိုပီတာကြီးကမေးပြန်လေထို့ကြောင့်ကျွန်တော်ကသိချင်တာလေးသိရအောင်သွားကြည့်မလို့ပေါ့ဗျာလာမဖုံးကြီးအကြောင်းပြီးတော့တိဘက်လောကရဲ့လောကီပညာအကြောင်းရနိုင်တဲ့လောက်သွားပြီးလေ့လာမလို့ပြောဟုပြန်၍ဖြေလိုက်ရကိုပီတာကြီးကခေါင်းကိုတဆက်ဆက်ငိမ့်နေလေထိုအချိန်မှာပင်ကျွန်တော်၏မိတ်ဆွေတို့ထိုက်၍ရောက်လာပြန်၏ထိုမိတ်ဆွေကကျွန်တော်အားဆရာသမားကြီးတကိုးတိတ်ထီနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအသေးစိတ်ရှင်းပြနိုင်တဲ့ယတိကြီးတစ်ပါးတော့တွေ့ခဲ့တယ်ဗျအဲ့ဒီယတိကြီးကိုလည်းခမည်းနှမေကိုပြောခဲ့ပါတယ်အဲ့ဒီယတိကြီးကလည်းစိတ်ဝင်စားရင်ခေါ်ခဲ့ပါလို့ပြောပါတယ်အဲ့တော့ဗုဒ္ဓဟူနေ့တနေ့လောက်ခမည်းအလုပ်ပိတ်တဲ့အခါခမည်းနဲ့ကြုံနဲ့တွားကြတော့ပေါ့ဟုပြောလေကျွန်တော်တို့စကားစားဖြစ်လိုက်တော့အခါကိုပီတာကြီးကဖိုးအောင်ထုံကိုမိတ်ဆွေမစ္စတာရက်ပြောပြတဲ့အကြောင်းအရာလေးပြောပြချင်တယ်ဟုစကားစားလေပြောပါကိုပီတာကြီးနားထောင်ပါမယ်ဗျဟုကျွန်တော်ကပြောလိုက်လေကိုပီတာကြီးကအဲ့ဒီမစ္စတာရက်ဆိုတာကအိန္ဒိယကပဲသူကတွင်းငုံထုတ်ကုန်လုပ်တုန်းကသူနဲ့ပတ်သက်ခဲ့သူကစကားပြောအတော်ကောင်းတယ်ဘာသာရေးဓမ္မတယောက်လည်းဖြစ်သူ့ရဲ့အိန္ဒိယ人တွေကလည်းသူ့ကိုတော်တော်ခင်ကြတယ်အဲ့ဒီအိန္ဒိယချင်းတော်တော်များများကလည်းဘာသာရေးဓမ္မတွေပါပဲတုံးနဲ့တူလည်းချစ်ချစ်ခင်ရှိကြပါတယ်သူတို့နာမှာမုတ်ဆုံမဖွားကြီးတယောက်ရှိတယ်ဆိုပဲအဲ့ဒီဖွားကြီးနာမည်ကရာဗီယာတဲ့အဲ့ဒီရာဗီယာကြီးကတညမှာသူ့ရဲ့အခန်းရှိလမ်းပေါ်ကမီးတိုင်အောင်မှာကုန်းကိုနဲ့တစုံတစ်ခုရှာနေတယ်တဲ့အဲ့ဒီမစ္စတာရက်ကတခြားအိန္ဒိယချင်းတွေကပါထွက်လာပြီးတော့အဖွားကြီးဘာပြောင်းနေတယ်လဲမသိဘူးဝိုင်းပြီးတော့ရှာပေးဦးမဆိုပြီးတော့ရာဗီယာနောက်သွားကြတယ်အနားရောက်တော့ကိုယ့်ရဲ့မိတ်ဆွေမစ္စတာရက်ကအဖွားကြီးကိုအမေဘာပြောက်တာလဲလို့မေးတယ်ပေါ့အဲ့ဒီမှာရာဗီယာက
ကြီးကြီးမားမားမဟုတ်ဘူးလက်ချုပ်အကလေးတစ်ချောင်းကျသွားလို့ရှာနေတာလို့ပြောလိုက်တယ်အဲ့တော့ Mr. Rock ကိုအင်ကြီးချင်းနေရာမှာဝိုင်းမိရှာပေးဒါမှရှာလို့မတွေ့အဲ့တော့ Mr. Rock ကအမေကြီး Rabia ပေါ့ကျွန်တော်လည်းရှာတာပဲအမေကြီးအကလည်းမတွေ့ပါဘူးဘယ်နာမှကြာလဲတခြားပြောစမ်းမလို့ပေးလိုက်အဲ့တော့မှ Rabia ဆိုတဲ့ဝါကြီးငါနည်းအခန်းထဲမှာကြာတာဟဲလို့ပြောတယ်အဲ့လိုလေပြောလိုက်ရောအိမ်နီးသားချင်းတူကအော်အကြတာကအိမ်ထဲမှာရှာတာကလမ်းမှာထွက်ပြီးရှာတာကိုဘယ်လိုလုပ်တွေ့မှလဲလို့မေးတယ်အဲ့တော့ Mr. Rock ကအမေကြီး Rabia ရဲ့စိတ်မနှံ့သေးရလားကြာတာကအမေကြီးရဲ့အိမ်ထဲမှာရှာတာကလမ်းပေါ်မှာဘယ်လိုလုပ်တွေ့မှလဲအမေကြီးရဲ့လို့ပြောလိုက်တယ်အဲ့တော့ Rabia ဆိုတဲ့အဖွားကြီးကတကယ်ကြရင်ဟာမီးမောင်နေရဟဲ့အဲ့နေရာမှာကမီးရထထလေးနေဒါကြောင့်ဒီမှာရှာတာလို့ပြောတယ်အဲ့တော့ Mr. Rock ကအတော့စိတ်ဆိုးသွားအမိန်နဲ့ဗျာအလေးအောင်ရှာမရှိရနဲ့မဆိုင်ပါဘူးအကြသွားတဲ့နေရာမှာပဲရှာရမှာပေါ့ဒီလောက်တော့တီးဖို့ကောင်းပါတယ်ဗျာအခုအမေလုံးပုံကအတော်စိုးွားတာပဲလို့အပြစ်တင်လိုက်တယ်အဲ့ဒီခါမှာ Rabia ဆိုတဲ့အဖွားကြီးက Mr. Red ရဲ့ကြောကိုလက်နဲ့ပုတ်ညီဟာတော်တက်တိနားလေတဲ့ကောင်ပဲပစ္စည်းပြောက်ရှာတဲ့အခါမှာအလင်းအောင်ရှိတဲ့နေရာဟာအရေးမကြီးဘူးတကယ်ကြားပြောက်တဲ့နေရာမှာရှာရမယ်ဆိုတာနင်းသိတာပဲဒါပေမဲ့အမှန်တရားကိုရှာနေရမှာတော့အနေဟာဒီတဘောမရှိဘူးအလင်းရောက်တဲ့တူတဲ့ဆရာသမားဟင်တော့ကိုလိုက်နေတကယ်နေရှာရမှာကနေခန္ဓာကိုအတွင်းအမောင်နဲ့ပဲတွေ့အောင်စူးစိုက်ပြီးရှာရမယ်ဆိုတာနေနေတဲ့မတိတာစိုးဝါလှကြည်လာရွက်ရည်လို့ပြောပြီးသူ့အိတ်ခံနဲ့ပြန်ဝင်သွားရဲဆိုပဲကဲဘူးအောင်ထွေမောင်ရင်ရောဘယ်လင်းရနောက်ကိုလိုက်အောင်မလို့တော့သွားမိန်တော့ဟုတ်ကျွန်တော်ကြီးကြော်ကိုလက်ဖြင့်ဖြန်းကနေပုတ်၍ထွက်သွားလေကျွန်တော်လည်းကိုဗီတာကြီးထွက်သွားအတီကိုနောက်မှလမ်းမြော်ကြည့်ရှုရင်းလက်အုပ်ချီလိုက်မိလေသည်ထို့နောက်တွင်မှကိုဗီတာကြီးရေလာခဲ့အောင်တော့ဟုလမ်းရီအော်ပြောလိုက်ရာကိုဗီတာကြီးက no လာခဲ့မယ်ဟုထူးဆန်းစွာပြန်၍ဖြေသွားလေတော့သည်ပစ္စည်းပြောက်ရှာတဲ့အခါမှာအလင်းအောင်ရှိတဲ့နေရာဟာအရေးမကြီးဘူးတကယ်ကြပြောက်တဲ့နေရာမှာရှာရမယ်ဆိုတာမင်းသိတာပဲဒါပေမဲ့အမှန်တရားကိုရှာတဲ့နေရာမှာအဲ့ဒီပုံမရှိဘူးအလင်းရောင်နဲ့တူတဲ့ဆီယာရီနောက်ကိုလိုက်နေတယ်တကယ်မိမိရှာရမှာကမိမိခန္ဓာအတွင်းအမှောင်ထဲမှာပဲတွေ့အောင်စူးစိုက်ပြီးရှာရမယ်ဆိုတာမိမိအနေနဲ့မသိတာစိုးဝါလှကြည်လားဒီကူဆိုင်နာဆင်ပေးခဲ့တော့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစေအစားအစာရကူဆိုင်ကြပြီးရောဂီတူရဲ့အောင်မြင်မှုတွေကိုအတူတူရအောင်ကြမယ်နော်အားလုံးပဲ fighting ပါ